ကဲဆော်လေးဘာလို့မလဲကြည့်မယ်ဗျာဝါမျက်မှန်လေးနဲ့ချစ်စရာလေးဗျာ Oh my god တကယ်မလို့ဗျာအရန်ကိုလေးစားတယ်ဗျာဒီဘလိုဘာလို့မှလဲနောက်ကျွန်းနောက်လန်ထောက်တော့အောက်ကိုမထီဘူးလေးစားတယ်ဗျာဘာသာရေးဘာသာမောင်မှာဘာလို့မှလဲ Oh my god ကနချောင်းနဲ့ဖူးပလန်လောက်ပြသွားတာတကယ်မိုက်တယ်ဗျာကဲနောက်တစ်ယောက်လက်တစ်ဖက်နဲ့ဘာသာကိုလိမ့်ပတ်တက်သွားတာဒါလည်းမိုက်တာပဲဗျာကဲဒီစော်လေးဘာလို့မှလဲဟန်စနန်းထောင်တာဟာဘရာသာကအပေါ်နဲ့လူပြစ်ချနေတာအဲ့လိုမလုပ်ရဘူးဒီဗျာကဲဖက်ဒီဘာစကင်းပြမှာလဲ Oh my god သူလည်းမိုက်တာပဲတကယ်နှင်းနေဗျာကျွန်တော်စောက်ရမ်းကြိုက်တယ်ကဲကောင်းလေးမို့တဲ့မောင်လေးအမရှိမှနောက်ကျုပ်ခုတ်တာအရန်ကိုကြွေသွားတယ်ဗျာအားကြတယ်အရန်ကိုအားကြဖို့ကောင်းတယ်ဗျာဘယ်လိုလုပ်လဲအကွက်တွေတင်းထားကြနော်ဒီကောင်လေးလို့စော်ကြည့်အောင်လို့